继续读美水阿龙明个啦，16月6日2026ခိုင်း3ဒီဆက်ရချိန်မှာကျွန်တော်အနေနဲ့စိတ်ကြိုက်ဖိုင်နှစ်ခုကိုတင်ပေးခဲ့ပြီးပါပြီ။အဲ့ဒီထဲကနေအဓိက main ကွက်နဲ့အရန်ကွက်လေးတွေကိုတင်ပေးမှာဖြစ်ပါတယ်။ကျွန်တော်တက်ပြီးသမျှမချွတ်မချမ်းပဲဝါသနာအရဖြစ်နိုင်ခြင်းရှိတဲ့ကဏ္ဍလေးတွေကိုရှင်းနာဖြစ်နာတင်ပေးခြင်းဖြစ်လို့မိတုကိုမှမျက်နာစီလိုတဲ့စိတ်မရှိဘဲနဲ့မိမိတို့ညက်တက်မှယူသုံးပါလို့ပထမဆုံးမေတ္တာရက်ခံရစီဖိုင်1နဲ့ဖိုင်2မှာဝင်ရောက်ကြည့်ရှုတဲ့သူတွေကိုနားလည်လွယ်လောက်နဲ့လူရင်းအထက်လောက်ပဲလူရင်းအထောက်လောက်ပဲတွက်ပေးတာဖြစ်လို့ကျင်းနဲ့နှစ်သက်ကြမယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်ဒီချာစီစစ်ပြီးပြေထုတ်ထားတာဖြစ်လို့ကျွန်တော်အနေနဲ့အဓိက main ကွက်နဲ့ကျွန်တော်ရန်ကွက်လေးတွေဒါထိုးလို့ရအောင်ဒါကျွန်တော်တင်ပေးမှာဖြစ်တယ်အဓိက main ကွက်အနေနဲ့ကျွန်တော်ကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဖိုင်2မှာဖိုင်2ကိုပဲကျွန်တော်ကအဓိကပထမဦးစားပေးအနေနဲ့ကျွန်တော်ကဖိုင်2ကိုပဲပထမဦးစားပေးအနေနဲ့ကျွန်တော်နှစ်သက်တယ်အဲ့ဒါကတော့ကျွန်တော်ပထမဆုံးဒါ651ဆိုတဲ့ကဏ္ဍလေးဖြစ်တယ်651ဘရိတ်နှစ်လေးပေါ့ဘရိတ်နှစ်ကိုပို့ပြီးတော့နှစ်သက်တယ်ဒါသူ့ကိုအဓိက main အနေနဲ့ကျွန်တော်တို့ဒါတစ်ခွက်ဟောဖြစ်တာတယ်တစ်ခွက်ထုတ်တာတယ်ဒုတိယပထမဖိုင်မှာကျွန်တော်က651နဲ့951ဆိုပြီးတော့ကျွန်တော်နှစ်ခွက်ကြိုက်တယ်အဲ့နှစ်ခွက်ကိုကြိုက်တယ်နောက်ဒုတိယဒါကလုံးနဲ့ဒါဒုတိယအော်ဒီအနေနဲ့ကကျွန်တော်တို့ပထမဆုံးဖိုင်ပေါ့ဒါပထမဆုံးဖိုင်မှာနောက်ပေါင်း5ဖြစ်ခြင်းနဲ့နောက်ပေါင်း3တွဲ3နှစ်3တစ်ခွက်ရယ်နောက်ဒုတိယ9နှစ်3ရယ်အဲ့နှစ်ခွက်ကိုကြိုက်တယ်အဓိကကတော့ကျွန်တော်ကဒီတစ်ခွက်ထဲဆိုလို့ရှိရင်ကျွန်တော်က651အဲ့ကဏ္ဍလေးကိုပို့ပြီးနှစ်တက်တယ်နောက်အရန်အနေနဲ့ကကျွန်တော်တွဲထုတ်ထားတာရှိတယ်အရန်အနေနဲ့ကစုစုပေါင်းပုကွက်အရန်အနေနဲ့ကျွန်တော်ပရမ303ရှိမယ်နောက်တစ်ခါ953ရှိမယ်953တစ်ခွက်ရှိမယ်နောက်တစ်ခါဒီ9နှစ်3တစ်ခွက်ရှိမယ်နောက်တစ်ခုက3နှစ်3တစ်ခွက်ရှိမယ်နောက်တစ်ခါ3ည11နောက်151နောက်4နှစ်3နောက်တစ်ခါ451နောက်တစ်ခုက951အရန်အနေနဲ့ကျွန်တော်ကဒါကိုကွက်ကျွန်တော်ဖြစ်နိုင်ရရှိတဲ့ဟာလေးကိုကျွန်တော်ဒါရွေးပြီးတော့ထုတ်ပေးထားတယ်ပထမအဓိက main အနေနဲ့က651ကိုကျွန်တော်အဓိကထားတယ်651ရဲ့ပထမ OZ အနေနဲ့651နဲ့951ကိုကျွန်တော်ရွေးထုတ်ထားတယ်ဒူ OZ အနေနဲ့ကတော့3နှစ်3နဲ့9နှစ်3ကိုကျွန်တော်ရွေးထုတ်ထားတယ်အရန်အနေနဲ့ကတော့ဒီဟောက်က9ကွက်ကိုကျွန်တော်ရွေးထုတ်ထားတယ်ကျွန်တော်တို့နောက်တစ်ခါကျွန်တော်အတွဲအနေနဲ့ကျွန်တော်ရရှိထားတဲ့အတွဲအနေနဲ့ကတော့9တွဲ9စီစီရီပေါ့နောက်တစ်ခါနှစ်3စီစီရီ
ဩဒီနေနဲ့ရွေးထုတ်ပြီးတော့ကွက်နေနဲ့ထိုးခြင်းနဲ့ဆိုလို့ရှိရင်ဒါက651 951နော်ပထမဩဒီနေနဲ့ကျွန်တော်ကြိုက်တယ်နောက်ဒူဩဒီနေနဲ့323ရယ်923ရယ်ဒီလိုမျိုးလေးတွေကျွန်တော်ထုတ်ထားတယ်စုစုပေါင်းဒီမှာပါတူဩဒီနေနဲ့ကျွန်တော်ဒါ main ၄ကွက်ကျွန်တော်ထုတ်ထားတယ်အရန်နေနဲ့ကျွန်တော်စုစုပေါင်းဒါ9ကွက်ရှိတယ်ဘောင်းဆိုတော့အတွဲကိုနှစ်သက်တဲ့သူတွေကဒါရှစ်စီးဆွဲလိုက်ရင်ဒါ9တက်တွဲဆိုရင်ဒါရှစ်စီးဆွဲရင်ဒါ10ကွက်ထပ်မယ်နှစ်3တွဲကိုမှနှစ်သက်တဲ့သူကရှစ်စီးဆွဲရင်ဒါ10ကွက်တိုးလာမယ်အကွက်နည်းနည်းနဲ့ကြိုက်တဲ့သူကစုပေါင်းဒီလေးကွက်ကိုရွေးထူမယ်ဆိုရင်ဒါရွေးထူလို့အဆင်ပြေပါတယ်ကျွန်တော်အနေနဲ့အကြိုက်ဆုံးကတော့ဒီ651ပရိတ်နှစ်ကိုပိုးကြိုက်တယ်ဒီမှာဆိုလို့ရှိရင်လည်းဒါ923ဒါကောင်လေးဒီကောင်လေးလည်းနှစ်တက်တယ်အဲ့ဒီနှစ်ကွက်ကြိုက်တယ်ကြိုက်တာတော့၄ကွက်စလုံးကျွန်တော်နှစ်တက်ပါတယ်မိတ်ဆွေတို့ဒါနှစ်တက်တဲ့ကဏ္ဍလေးတွေဒါမိတ်ဆွေတို့အနေနဲ့ဒါယူသုံးလို့ရအောင်လို့ကျွန်တော်အနေနဲ့ဒါဖိုင်ဒီဖိုင်နဲ့ဖိုင်ကိုကျွန်တော်ဒါအဓိကကြတဲ့ကဏ္ဍလေးတွေကျွန်တော်ရွေးထုတ်ပြီးတော့အရန်အနေနဲ့ထိုးနိုင်မဲ့အနေထားမျိုးလေးတွေကိုလည်းကျွန်တော်ခွဲထုတ်ပြီးတော့ဒါချပြတာဖြစ်တယ်အတွဲအနေနဲ့နှစ်တက်တဲ့သူကလည်းအတွဲအနေနဲ့ဒုတိယဖိုင်မှာ9တက်တွဲကိုထုတ်ထားတယ်လို့ပထမဖိုင်မှာတော့ကနှစ်3တွဲကိုကျွန်တော်ထုတ်ထားတယ်အဲ့ဒီအတွဲလေးတွေနဲ့ပေါ့ရှေ့စီးလေးတွေကိုနဲ့တက်တက်တယ်ဆိုလို့ရှိရင်လည်းဒါတွဲယူလို့ထိုးလို့ရပါတယ်ကျွန်တော်အနေနဲ့ဒါကဏန်းဒီခုဖိုင်မှာဆိုလို့ရှိရင်ကျွန်တော်ကကဏန်းအဓိက main order နဲ့အရန်အနေနဲ့အရန်ကွက်လေးတွေရဲ့အတွဲเนาะနောက်တွဲလုံးလေးတွေရဲ့ဒါကျွန်တော်ကဒါချပြပေးခြင်းဖြစ်တယ်တွက်နည်းအနေနဲ့ကတော့တွက်စင်အနေနဲ့ကတော့ကျွန်တော်တို့ဖိုင်1နဲ့ဖိုင်2မှာကျွန်တော်ကဒါချပေးပြီးသားဖြစ်လို့ကျွန်တော်နောက်ထပ်ဖိုင်ကိုလည်းပဲကျွန်တော်ဒါနောက်ထပ်ဖိုင်တင်မဲ့စားနောက်ထပ်ဖိုင်ရင်းကဒီထွက်လာမဲ့ကဏ္ဍလေးတွေကိုကျွန်တော်မတင်တော့ဘဲနဲ့ဒီအဲ့ထဲကကဏ္ဍလေးတွေပဲကျွန်တော်ရွေးထုတ်ထားခြင်းဖြစ်တယ်မိတ်ဆွေတို့နှစ်တက်တယ်ဆိုလို့ရှိရင်ဒါယူသုံးရအောင်လို့ကျွန်တော်အနေနဲ့ဒါဖိုင်ကိုအချင်းချုပ်နေတဲ့ဒါချပြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်မိတ်ဆွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့ပောက်ကွက်တဲ့တိုးပါသေးလို့ပဲကျွန်တော်ကစူတောင်းပေးလိုက်ပါတယ်